လူသားအလုံးရှုံးချနိုင်တယ်လေဘဝရဲ့လောကတရားကိုရှင်ဆိုင်လှူရှားယုံကန်နေရပြီလားဒီလောကလူရွာမေတ္တာတရားလက်ကင်ထားမှာအမဟုသမျှဝေကွာအယူဆဟုသမျှအတူတကွာလူဘဝဆိုတာတကယ်တော့ခဏတာလူသားအလုံးရှုံးချနိုင်တယ်လေဘဝရဲ့လောကတရားကိုရှင်ဆိုင်လှူရှားယုံကန်နေရပြီလားဒီလောကလူရွာမေတ္တာတရားလက်ကင်ထားမှာအမဟုသမျှဝေကွာအယူဆဟုသမျှအတူတကွာလူဘဝဆိုတာတကယ်တော့ခဏတာလူရွာချစ်ခင်ချင်တာမြတ်တာပေါင်းစုကြည်နူးကြဘဝအလွာတိဆောက်ကြပါမမနာရမရှိစေရအာကာတရမရှိသေးခွာတာယာငင်းချမ်းအေးတမြအရှိမထွက်လာနေဝမမအမောင်ကိုခွန်းချွေအလင်းဝေလူပြေရွာလူသားအလုံးရှုံးချနိုင်တယ်လေဘဝရဲ့လောကတရားကိုရှင်ဆိုင်လှူရှားယုံကန်နေရပြီလားဒီလောကလူရွာမေတ္တာတရားလက်ကင်ထားမှာအမဟုသမျှဝေကွာအယူဆဟုသမျှအတူတကွာလူဘဝဆိုတာတကယ်တော့ခဏတာမနိုးတတ်ဖော်ဖို့ထုံလို့ရခဲ့ရတော့လောကလူရွာချစ်ခင်ချင်တာမြတ်တာပေါင်းစုကြည်နူးကြဘဝအလွာတိဆောက်ကြပါမမနာရမရှိစေရအာကာတရမရှိသေးခွာတာယာငင်းချမ်းအေးတမြအရှိမထွက်လာနေဝပမာအမောင်ကိုခွန်းချွေအလင်းဝေလူပြေရွာအမောင်ကိုခွန်းချွေအလင်းဝေလူပြေရွာ